အဲ့မှာတွေကစလွဲတာပဲexport တွေကိုသွားရအောင်ကဲဒီနေ့တော့ Photoshop မှာ printing အတွက်ကိုယ့်ရဲ့ဆွဲထားတဲ့ design တစ်ခုကို JPEG ကို size မှန်မှန်နဲ့ဘယ်လိုမျိုး export ထုတ်အောင်လဲဆိုတော့ကျွန်တော်ပြောပြပေးမယ်သိရလူအတွက်ကလွယ်လေးဘာမှတော့မဟုတ်ဘူးဒါပေမဲ့မသိသေးတဲ့လူတွေအတွက်ကျွန်တော်ပြောပြပေးတာဖြစ်တယ်ဒီနေရာမှာကျွန်တော်ပြောစရာရှိတာ mistake လုပ်တတ်ကြတဲ့ကိစ္စရှိရပေါ့နော်တချို့သင်တန်းစဉ်ညီလေးပေါ့နော်ဆိုတော့အဲ့ဒီ mistake ကဘာလဲဆိုတော့ကျွန်တော်ရင်ပြောပြမယ်မျိုးတော့တော့ file နဲ့ကိုသွားတယ် file နဲ့ကိုသွားပြီးတော့ဒီ export တွေကိုသွားလိုက်တယ်အဲ့မှာတွေကစလွဲတာပဲexport တွေကိုသွားရအောင်ကို export PNG နဲ့ save လိုက်မယ်ဆိုလို့ရှိရင် file size အမှန်ထွက်မလာတော့ဘူး okay ငါတို့က PNG နဲ့ save တာမဟုတ်ဘူးဘာဖြစ်လဲ export F နဲ့ဆိုရင်ရော export F နဲ့ဆိုရင်လည်း size အမှန်မထွက်သေးပါဘူးဆိုတော့ okay ဟုတ်ပြီ save forward နဲ့တချို့ထုတ်ကြအောင်ရှိတယ် save forward နဲ့ဆိုသွားပြီလေautomatic RGB convert လုပ်သွားမယ်ပြီးတော့ site ကလည်းသူက web page မှာကြည့်လို့ရအောင်လုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ original site အမှန်ထွက်လာတဲ့အကြောင်းမရှိတော့ဘူးအဲ့တော့ကျွန်တော် site အမှန်ထွက်ချင်တယ်ဆိုလို့ရှိရင်ဒီ save အောက်က save as ကိုသွားမယ်ဟုတ်ပြီဒီ save as ကိုရောက်ပြီဆိုတော့မှဒီအောက်ကနေပြီး Photoshop နေရာမှာ JPEG လေးကိုရွေးပြီးတော့ save လိုက်လို့ရတယ်ပေါ့နော်တချို့ Photoshop version တွေမှာ save as နဲ့ကျွန်တော် JPEG save လို့မရရှိတတ်တယ်အဲ့လိုနေရာမျိုးကြားလို့ရှိရင်ကျွန်တော် file ကိုသွားမယ်ပြီးတော့ဒီ save as ရဲ့အောက်မှာ save a copy ဆိုတာရှိတတ်တယ်အဲ့ save a copy ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြီးလို့ရှိရင်အထက်ထဲမှာ JPEG လေးကိုဒီလိုမျိုးရွေးပြီးတော့ဗောနော်ဒီမှာ JPEG လေးကိုရွေးပြီးတော့ save လိုက်လို့ရတယ်ဗောနော် Okay ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲ see you in the next video bye bye